အားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်ရဲ့စားကျင်တာစားမဲ့ channel ရဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့စားတော့မဲ့ဖွဲ့ရတော့ဒါမနေ့ကပထမပိုင်းကအဖွဲကိုပဲပြန်ခေါ်ထားပါတယ်ဒီနေ့ကကျွန်တော်တို့ကဝက်ဆက်လက်စားမှာဖြစ်ပါတယ်ဝက်သားနဲ့ဝက်ဆက်လက်ကျွန်တော်အဓိကတော့ကျွန်တော်နည်းနည်းပဲစားမယ်အဓိကသူတို့စားသိကျွန်တော်လုပ်ပေးတာအဲဆိုတော့ကျွန်တော်ရဲ့ channel လေးကိုကြိုက်တယ်ဆိုရင်YouTube မှာဆိုရင်တော့ကျွန်တော်ကို subscribe နှိပ်ပြီးလို့ရတယ်ကျွန်တော်တို့ဒီ TikTok မှာဆိုရင်တော့ follow နှိပ်ပြီးပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီနေ့ဝက်ဆက်လက်ကဘယ်လိုစားမလဲဆိုတော့တစ်ချက် show လိုက်ပါလုပ်ပေးမယ်ရဘလို့ဟုတ်ပြီအဲ့လိုလက်တောက်ချေရတော့ရမဟုတ်လို့လေးလုပ်ပြီးမှခဏခဏတော့အခုရင်းနေပြီရောက်ချင်းနေပြီခဏလေးနောက်ကျမှယူစားရမယ်ရောက်ချင်းနေပြီရော့အဲ့ဒီချက်တော့မစားဘူးလားအေးစားမယ်စားဟာအေးဟုတ်နောက်တစ်ယောက်ဟုတ်တယ်ဆက်ခဏလေးဒီလိုစားလားโอเคရော့ဖာဒီလေးမှာချိန်နဲ့တူစားအဲ့တဲ့ထဲလားရော့ကဲနောက်တစ်ယောက်ဒီပါကြီးကောင်းတဲ့ခွာတီးလေးကောင်းလားဟုတ်လားအေးဟုတ်တယ်ကျတော့ဒါမှမထဲဘူးနော်ကဲစားကြည့်နေတော့ဝက်ဆက်လက်ရော့โอเคကျွန်တော်စားလိုက်မယ်ဒီကတော့ဝက်ဆက်လက်ကဒီချက်သွန်ဖြူငရုတ်သီးစိမ်းအဲ့ဒါပါမစားကောင်းလားခါကျင်လေးကိုက်ရင်တပ်လိုက်ကွာကဲဟုတ်โอ้นี่ကောင်းတယ်အဲ့ဒါလောက်လုပ်ပြီမကောင်းလားအဲ့တော့အချင်းတော့လုပ်ပြီမဝါစားလည်းမထားတော့ဘူးလားဘယ်ထားမှာတရားပဲဒီအချိန်နဲ့တို့ထားပါလားအေးတီးကွာတို့ရောက်အေးဟုတ်ကဲ့โอเคဒါလည်းမှယူစားချင်းနားယူစားအေးဟုတ်ပြီကွာအေးတော့ဒီတော့တောက်ချတာโอเคငါကလေးငါပြချက်ပကနေဒီမပေါက်ကြတော့ကွဲတာအေးဟုတ်တယ်လေအဲ့တော့ဟုတ်တယ်လေဒီကိုတီးလိုက်တော့ဆက်ပါနဲ့ဟုတ်စားကြည့်တော့ဝက်ဆက်လက်အဖွဲ့ကောင်းလားမင်းတို့ဒီဓာလေးထည့်စားပူကောင်းတယ်လေတော့ဒီမထက်စားတရားစားရိုက်ဖြစ်တော့အစမစားဘူးให้กินอย่างจะเป็นยูดีเซลก็ไอ้ลูกมาซาก่อนละไว้ใครกลางไหมเพราะว่าซีซูมแบบอีโร่กว่าเพียงในตีได้แบบใส่เท่ละจะทำอะไรเจ้าเท่
ใช่เอาอะใช่ทีนี้เราก็จะรู้ว่าทีนี้วัสดุกุศลเลยมันได้เพียงใจจะเราไปซ้ำไม่สุดหรอสลัดซ้ำอย่างพี่บอกเนาะตัดไว้ตัวเนาะไม่กี่รอบเลย ဒီမှာရှင်းပါလေ sao ရ có ကောင်းတာ ê con này là sao không được ဘာရဲ့ chất lượng nhiều cái set này đó chất lượng nhiều ဝိပိတောင်းတော့တားလို့ရဘူး ê không được မမရဲ့ဘာလဲ ကဲဟုတ်ပြီဒီနေ့ကကျွန်တော်ဒီနေ့ WhatsApp နဲ့စပြီးသွားပြီမနေ့ပြန်ဘာတွေဆက်စားမဆိုကျွန်တော် channel လေးကိုအားပေးပြီးတော့စောင့်မျှော်ပြီးတော့ follower လေးနဲ့ subscriber လေးလုပ်ပေးပါနော် YouTube မှာဆိုတော့ subscriber နှိပ်ပေးပါ TikTok မှာဆိုတော့ follow နှိပ်ပေးပါဗောနော်မနေ့ပြန်ကျွန်တော်ဘာတွေဆက်စားမလဲဆိုတာဆက်လက်စောင့်မျှော်ပြီးတော့ကြည့်ရှုပေးပါအောင်အားလုံးပဲတက်တာလောက်လိုက်အောင်တာဟိုမှာပြင်မလားတက်တာ okay